ဒီနေ့ကတော့ဝါခဲ grammar 5မျိုးကိုလုံးဝခွဲပြသွားမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ဝါခဲတာတိုယူဝါခဲတာဝါခဲကနိုင်တိုယူဝါခဲတေဝါနိုင်ဝါခဲနီဝါအိခါနိုင်ဝါခဲတာနိုင်ဝါခဲနီဝါအိခါနိုင်စတဲ့ဝါခဲနဲ့ပတ်သက်ပြီးအရင်ရှုံနေဆိုလို့ရှင်ဒီဗီဒီယိုလေးမှာလုံးဝအသေးစိတ်ခွဲပြသွားမှာဖြစ်ပါတယ်ကဲအားကြောင့်ကျွန်တော်တို့စဆုံးတခြားလေးကြည့်ပြပါအောင်เนาะစလိုက်ပါမယ်ဒီနေ့ကျွန်တော်တို့ဝါခဲနဲ့ပတ်သက်ပြီးတော့ grammar 5မျိုးကိုလုံးဝရှင်းပြပေးမှာပေါ့เนาะရှေ့မှာ chapter 8ပေါ့เนาะ chapter 8မှာပေါ့เนาะကျွန်တော်တို့ပါပြီးသွားပြီနှစ်မျိုးပါပြီးသွားပြီအဲ့ကောင်လေး revision ပြန်ပေးမယ်ဝါခဲကနိုင်ဒီမှာပေါ့နော်ကျွန်တော်စာလုံးလေးထည့်ဝါခဲကနိုင်ကွက်လက်စေရအကြောင်းမရှိဘူးလုံးဝကိုပြက်ပြက်သားသားညင်းတဲ့နေရာမှာတုံးတယ်ဝါခဲကနိုင်ကွက်လက်စေအကြောင်းမရှိဘူးเนาะနောက်တစ်ခုဝါခဲတေဝါနိုင်တို့ယူဝါခဲတေဝါနိုင်เนาะဒီပါဒီနာလေးမှာเนาะဒီနာလေးကပြောနေတာမှာသူကကြတော့ကွက်လက်တေရတော့မဟုတ်ဘူးကြိုက်တယ်ရတော့မဟုတ်ဘူးမကြိုက်ဘူးရတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးစားတယ်မစားဘူးအဲ့လိုမျိုးအင်တင်တင်ပုံစံလေးတွေမှာတုံတယ်ဝါခဲကနိုင်ဝါခဲတေဝါနိုင်တိုယူဝါခဲတေဝါနိုင်ဒါတော့ကျွန်တော်ကဝါခဲကနိုင်ဆိုရင်ပြပြတသားညင်းတယ်ဝါခဲတေဝါနိုင်တိုယူဝါခဲတေဝါနိုင်ဆိုလို့ရှိရင်အင်တင်တင်လောက်တဲ့ပုံစံလေးပေါ့နော်ကြည့်အောင်ကျွန်တော်တို့တခြားပိုင်းလေးကြည့်ကြည့်မယ်ဒီနေ့သင်မဲ့အပိုင်းလေးပေါ့နော်ကဲဒီနေ့သင်မဲ့ဟာတော့ဝါခဲတာတိုယူဝါခဲတာဝါခဲနီဝါအိခါနိုင်နိုင်ဝါခဲနီဝါအိခါနိုင်ဆိုတဲ့၃မျိုးပေါ့နော်ရှေ့က2မျိုးနဲ့ပေါင်းရင်အားလုံးပေါင်း5မျိုးရှေ့က2မျိုးလေးကိုသေးသေးသိချင်လို့ရှိရင်ကျွန်တော်ရှေ့ပိုင်းမှာအပိုင်း8ဆိုတဲ့ဗီဒီယိုလေးမှာတွားကြည့်လို့ရပါတယ်။ကျွန်တော်ရတော့ဝါခဲတာတိုယူဝါခဲတာဘယ်လိုမျိုးအဓိပ္ပာယ်လဲဆိုတော့မှာပေါ့တာပေါ့ဒီဘာသာပြန်လေးရဒါပေမဲ့ဘယ်လိုမျိုး sentence လေးတွေမှာတုံးလဲဆိုရင်ပထမတစ်ချက်ဖြစ်တာမထူးဆန်းဘူးဘယ်လိုမျိုးလဲဆိုလို့ရှိရင် तू ကစာမပွဲအောင်မှာပေါ့စာကြိုးစားတာဟုတ်ဒါပထမတစ်ချက်နောက်တစ်ခုတွက်ချက်ပြီးထွက်လာတဲ့ရလက်ကဲဥမာဒီထမင်းသွားစားကြတယ်9ယောက်စုသွားစားတယ်1000ကြတယ်ဟာတစ်ယောက်ကို2000ကြမှာပေါ့အညီမြခွဲလိုက်လို့ရှိရင်နော်2000ကြမှာပေါ့အဲ့လိုမျိုးတွက်ချက်ပြီးရတဲ့ရလက်လေးဆိုလို့ရှိရင်လည်းဝါခဲတာတိုယူဝါခဲတာကိုသုံးတယ်ပေါ့နော်ကဲကြည့်ကြည့်မယ်ここから東京駅まで1時間半かじゃあ今から出れば9時には着くわけだနော်ဒီကနေပြီးတော့တိုကျိုဘူတာအထိတနာရီခွဲလာရတယ်နော်အကြီးကြီးဟန်ကတနာရီခွဲလာရတယ်ဒါဖြင့်ကူကနေစပြီးထွက်မယ်ဆိုလို့ရှိရင်9နာရီမှာရောက်မှာပေါ့နော်ဒါကြောင့်ရှင်းရှင်းလေးပဲခုနပြောတဲ့တွက်ချက်ပြီးထွက်လာတဲ့ရလက်အဲဆိုရင်အခုချိန်ဘယ်နာရီလဲဆိုရင်9နာရီခွဲပေါ့နော်9နာရီခွဲတရားသွားလို့ရှိရင်တနာရီခွဲကြာမယ်ဆိုတော့ခုလက်ရှိ9နာရီခွဲအဲ့ဒီတွက်ချက်ပြီးမှရတဲ့ပုံစံလေးကွက်လက်တာပေါ့ကွက်လက်မှာပေါ့ကဲနောက်တစ်ခုကြည့်မယ်他に空いている日がなかったからその日に会うことにしたわけですနော်တခြားအားရရဲ့မရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီနေ့မှာတွေ့ဖို့ဆုံးဖြတ်ခဲ့တာပေါ့ဒါကြတော့မထူးဆန်းတဲ့ပုံစံလေးသူအဲ့ဒီနေ့ပဲအားတာအားကြောင့်မို့အဲ့ဒီနေ့မှာတွေ့ဖို့ဆုံးဖြတ်ခဲ့တာပေါ့ဒါလေးပဲပြစ်တာမထူးဆန်းတဲ့ပုံစံလေးပေါ့နော်ဆမ်မန်ခင်ယောပြီးဝါကျူကျော်ကရဆုမိခေဆုယောပြီးဝါရှုခုချဆိုတာစုမာရီယွန်ရန်ကျူတိုယူဝခဲ့တာနော်တောက်ကြနေရဆိုလို့ရှိရင်လက်ချကြရနားတယ်တနင်္လာနေရကြတော့ဆွေရယုံပိရက်တနည်းအားဖြင့်၄ရက်စတိုင်းပိရက်ပေါ့ပိရက်ဖြစ်တာပေါ့เนาะအဲ့လိုမျိုးပြောပါတယ်ဒါတွက်ချက်ပြီးမှဖြစ်တဲ့ပုံစံလေးကွက်လက်တာပေါ့ကွက်လက်မှာပေါ့ယုံပန်ယောနာကနေယိုခိကဖူတန်ဒက်စနဲတဲ့ညဘက်ကြီးနှင်းကြလာတယ်နော်တဲ့ဆိုရတဲ့ခီနိုနိုယောရုအန်နာနီဆာမုခတာဝခဲဒက်စနဲဒါကြောင့်မို့လို့မင်းညကအလောက်ကြီးအေးခဲ့တာပေါ့နော်အေးခဲ့တာပေါ့ဆိုတဲ့ဖြစ်တာမတူဆန်တဲ့ပုံစံလေးပေါ့နော်ကြည့်ကြအောင်ဆိုရင်ဝါခဲနီဝါအခါနိုင်အောင်သွားမယ်တော့ကြတော့ကွက်လက်လို့မတင်တော်ဘူးကွက်လက်လို့မရဘူးကျွန်တော်တို့ကဘလို့ရှေ့မှာကျွန်တော်တို့အရင်ကသိခဲ့ဘူးတဲ့နားခဲတယ်ပါနာဒီမှာဆန်းမလို့ရင်မရဘူးဒါမလို့ရင်မရတာကြတော့ဥမာအဖြစ်ကိုဒီအထက်လူကြီးကခိုင်းတယ်ရောမင်းဒါလုပ်လိုက်ဆိုလို့ရှိရင်ဒါမလို့ရင်မရဘူးဒါလို့လို့ရမယ့်ဟာမျိုးမို့လို့လောက်တာဒီကောင်ကကြတော့စိတ်ထဲကနေအားနာတယ်စိတ်ထဲကနေအစင်မပြေဘူးဒါလေးမလို့လို့ရှိရင်ကိုယ်စိတ်ကအစင်မပြေဘူးအဲ့ဒါကြောင့်မို့လို့လုံးလို့မတင်တော်လို့ပေါ့နော်ဒီလုံးလို့မရလို့လောက်ရတဲ့ပုံစံမျိုးလေးပေါ့နော်ကြောင်ဖတ်ကြည့်မယ်ရှင်ယူကအိုခနေယောခရှိတဲ့ဟိုရှိတိုအတေအေတို့ဘာလို့လုံးဝရင်းနှီးတဲ့တငယ်ချင်းကနော်လုံးဝတငယ်ချင်းရင်းရနေပြီးတော့ပတ်စံကိုချစ်ပေးစေချင်တယ်လို့ပြောနေတယ်ရှင်ယူနော်တာနိုမီကိုခိုတိုဝါဒူဝါခဲနေဝါအခါနိုင်တငယ်ချင်းရဲ့တောင်းဆိုမှုကိုညင်းလို့မတင်တော်ဘူးညင်းလို့မရဘူးသူကညင်းလို့တော့ရတယ်ဒါပေမဲ့စိတ်ထဲကအဆင်မပြေလို့လောက်ရတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံလေးဝါခဲနေဝါအခါနိုင်နိဗ္ဗာန်ကျော်ဝခရုမတဲ့ခီတန်ဒက်ဒီနေ့ကားနဲ့လာခဲ့တာပါအိုဆာခဲကိုနော်မူဝါခဲနေဝါအခီမဆန်အရက်တောက်လို့မရဘူးအရက်တောက်လို့မတင်တော်ဘူးကျွန်
ကျွန်တော်တို့လည်းဘီယာတောက်ပြီးမောင်းမှုတယ်ပေါ့နော်ဂျပန်မှာပဲပဲဒါပေမဲ့ဒီရေမဖတ်ရန်ကိစ္စမရှိဘူးပေါ့နော်ဒါသူကကျတော့စိတ်ထဲမှာဟိုအဲ့လိုမျိုးဂေးတီဖြစ်လို့အဆင်ပြေမပြေလို့သူကမတောက်တဲ့ပုံစံလေးပေါ့နော်3番風をひいてしまったが大事な会議があるから会社を休むわけにはいかないနော်ဒီအေးမိနေပေမဲ့လည်းအရေးကြီးတဲ့အစည်းအဝေးရှိတဲ့အတွက်ကြောင့်မို့လို့အလုပ်ကိုဒီကုမ္ပဏီကိုနားလို့မရဘူးသူနားလို့ရှိရင်ဒီအလုပ်အဆင်မပြေမှာဆိုလို့ပေါ့နော်ကုမ္ပဏီမှာအဆင်မပြေမှာဆိုလို့သူကအဲ့လိုမျိုးတွေးပြီးမနာတဲ့ပုံစံလေးပေါ့နော်ကဲနောက်တစ်ခုကကြတော့နိုင်ဝခဲနေဝအိခနိုင်ဒီကောင်ကျတော့အပေါ်ဟာလေးနဲ့ဆင်းတယ်အပေါ်ဟာလေးကျတော့လှုပ်လို့မရတာဒီကောင်ကျတော့မလှုပ်လို့မရတာမလှုပ်လို့မတင်တော်တာเนาะပုံစံလေးအတူတူပဲကြည့်ပဲခုနိုမချီတဲ့ဝဂျီတန်ရှာကနိုင်တို့ရဟာဒီခုမာတို့ဒီမျိုးမှာဆိုလို့ရှင်စပိတ်မရှိရင်ထင်းတဲ့တိုင်ဒုက္ခရောက်ရတယ်ခါဝနိုင်ဝခဲနေဝအိခနိုင်မဝယ်လို့မရဘူးမဝယ်လို့ရင်အဆင်မပြေတော့ဘူးသူကထိရရင်အဆင်မပြေတော့ဘူးဒါပေမဲ့သူမဝယ်လဲရတယ်ဒါပေမဲ့သူမဝယ်လို့ရှင်ဒုက္ခရောက်မှာဆိုတော့သူဝယ်တယ်ပေါ့နော်ဟွန်တိုနီအဆိုရီတက်စကေတို့နာနီမိုခီနိုင်ဝခဲနေဝအိခိမဆန်ယောနေတဲ့တကယ်ပူပေမဲ့လည်းဘာမှမဝဲလို့ရလဲမရဘူးနော်သူမဝဲမသိတော့လို့မဝဲတဲ့ပုံစံမျိုးလေးပေါ့နော်လူများနေဆိုတော့ဘာမှမဝဲလို့ရလဲမရပြန်ဘူးဆိုတော့မသိတော့တဲ့ပုံစံလေးပေါ့နော်ခိုနိုရှိဒီဇူတိုမိုတေအီတိုင်းခေတို့တိုရှောခန်နော်တခါရခါရဆန်နိုင်ဝခဲဒီဝအိခနိုင်ဒီစီဒီလေးကိုတခုလုံးသူကတောက်လျှောက်ပိုင်ဆိုင်နာခြင်းပဲမဲ့လေစာကြည့်လိုက်ရဲ့ဟာမို့လို့ပြန်မပေးလို့ရှင်မရဘူးပြန်မပေးလို့ရှင်မတင်တော်ဘူးဆိုတဲ့ပုံစံလေးပေါ့နော်ကြည့်ကျွန်တော်တို့မှာခုနပြောတဲ့ကောင်လေးဝါခဲကနိုင်ဝါခဲတေဝနိုင်တိုယူဝါခဲတေဝနိုင်လုံးဝအပြတ်သက်ညင်တာကွက်လက်စရာအကြောင်းမရှိဘူးဒါကွက်လက်တေရတော့မဟုတ်ဘူးအင်းတင်ညင်တဲ့ပုံစံလေးပေါ့နော်ဥပမာဖြင့်မကြိုက်လို့တော့မဟုတ်ဘူးဒါပေမဲ့မစားဘူးပေါ့နော်အဲ့လိုမျိုးလေးပြောတာပါကဲအားကျွန်တော်တို့နားလည်သွားမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်